ကိုလွန်ခဲ့တဲ့9နှစ်ကျော်လောက်တုန်းကကျွန်တော်တထေးဟောင်းခြံလေးပေါ့အဒီရပြီးခဲ့တဲ့ဘက်ကမှခူးပြရတော့အပြန်လေးရတာနည်းနည်းကြာနေရပေါ့ပြန်နေရလည်းမြက်ညီကူတို့တော့မတည်ဘူးကျွန်တော်ကတော့ဝှကျွေးသွားတော့တကယ်ယုံတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီချမ်းမှာဟိုရင်တစ်ခါလောက်တော့ရာခိုင်နှုန်းစားပေါ့အဲ့မှာအဒီခုခံနီးကြမှာကျွန်တော်အဲ့တော့ပါဖို့အပြည့်စုံမရှိတော့ရဲဖန်းခံတော့မြန်မာပြည်ပို့ခံလိုက်ပြန်ပြီးတော့အားနဲ့လောကရတပြားမှမရခဲ့ဘူးရဲ့အားနဲ့နောက်တစ်ခါဒီချမ်းမှာထပ်ပြီးကြတော့လောက်ပြက်တည်းမြန်မာပြည်ကပြန်တက်လာပြီအဲ့မှာလည်း9နှစ်လောက်လောက်ခဲ့9နှစ်လောက်ဒီချမ်းမှာရေကြည့်ပြီးကြတော့အဲ့နဲ့ကမိုးရေရများရေကြည့်တော့အတိရယူမရပြန်အဲ့နဲ့ကလည်း9နှစ်လောက်လောက်ပြီးဆိုတော့အဲ့မှာမှကျွန်တော်ပို့ပြီးတော့စိတ်ထဲမှာတွေးနေဩတကယ်ဝှကျွေးရရှိရင်တကယ်ကြင်အောင်ပြရပါလားလို့ပေါ့ခုတော့အလဲပြန်ရောက်တာပေါ့ဗျာဟိုညီကိုတို့ပြောတဲ့ကျွန်တော်လည်းဤစကေးရတော့တိတ်နားမလဲလာဘူးဗျဟိုဤအိမ်နဲ့ပေါ့ညီကိုတို့ပြောတဲ့ဤအိမ်နဲ့ကအကြောင်းမဆက်လို့မပေါင်းဖက်ခင်အောင်ပါလေလူအစင်ပြေလာနေကောင်းလာဆိုပြီးကြတော့ဟိုတရက်နေ့တော့ကြားကျင်မိတယ်လို့ပေါ့ဗျတော့အဲ့လိုဒီမရှိခဲ့တော့လည်းတိတ်မတီးနားမလဲဘူးပေါ့ခုတော့လည်းနောက်ဖူးတောင်ထွက်နေတယ်ဘယ်ကတော့ရက်ဆက်တယ်ညင်းအဲ့တော့သူဟိုဘယ်နေမြက်လဲဒီလိုပဲကိုမှအကြောင်းပြတဲ့ချက်ဘေးပိုင်ခွင့်မရှိတော့ရအောင်တက်ခဲ့ရတယ်မလွယ်ဘူးတကယ်တော့တွင်းချန်လောက်ရတော့